ပေါ်လာလုံးဝဲမင်္ဂလာပါခင်ဗျဘာပဲကြီးဒီ channel subscribe လုပ်ဘေးနားခေါင်းလောက်နှိပ် VPN လေးဖွင့်ပြီးတော့ကြည့်ပြီးတော့မြေတားရခံရင်းနဲ့ပဲဒီနေ့မှာအချိန်ကြီးသွားရေခဲသစ်တာကြီးရဲ့နောက်ထပ်တစ်ပိုင်းကိုဆက်ပြီးတော့ရှိုးရအောင်ပါခင်ဗျာဒီပိုင်းမှာတော့ဘလူကသူ့ဖုန်းခေါ်ပြီးတော့ဘာမှပြောမလာတဲ့အတွက်ဆရာတာတို့ဘာဖြစ်နေလဲဆိုတော့စိတ်ပူနေရပါတယ်ဆရာတာတို့တော့မတမာသူတယောက်ကတနက်နဲ့ပြစ်တက်ပြီးတဲ့နောက်မှာကားရတက်တီထဲထားတဲ့အိတ်ကိုပြေးယူပြီးတော့လက်ထက်ကဖုန်းနဲ့လဲပြီးမှဆွဲထားတဲ့ဆွဲကြိုးပါဖြုတ်ယူတော့မောင်းပြေးသွားခဲ့ပါတော့တယ်ဘလူကတော့ဆရာတာတို့ခုချိန်นี้သူ့စီရောက်မလာသေးတာကိုရန်ကိုစိတ်ပူနေခဲ့ရပြီးတိတ်မကြခင်မှာပဲအိမ်ရှိကနေရဲကားတွေဖြတ်မောင်းသွားတာကိုတွေးလိုက်တဲ့အတွက်ဘလူလည်းတခုတော့ဖြစ်နေပြီဆိုပြီးတော့နောက်ကနေလိုက်သွားလိုက်ပါတယ်အဲလိုနဲ့လန်တနီယာရောက်မှာတော့အခင်းဖြစ်ပွားနေရမှာရဲရီစစ်စင်းနေရာတွေးလိုက်ပြီးတော့တနတ်တန်ရာရီနဲ့သေဆုံးနေရတဲ့ဆရာဖြစ်သူကိုတွေးလိုက်ရပါတော့တယ်ဘလူလည်းမြန်ဆန်လုံးနဲ့ဖြစ်ပြဆိုးတွေကိုဘလို့မှလက်မခံနိုင်တော့ပဲနေရာမှာလည်းရှာကြီးနေငိုကြွေးနေရပါတယ်ဘလို့တော့မိဘနဲ့မချရာမှာရက်တီပြီးတော့စောင့်ရှောက်မှုပေးခဲ့တဲ့ကျေးဇူးရှင်ဆရာတယောက်ကိုစုံစုံလိုက်ပြန်ပြီးပဲဖြစ်ပါတယ်ခဏကြာတဲ့ခါမှာတော့ဘလို့ကိုဆရာတော်တို့သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးရဲစခန်းမှာခေါ်ယူစစ်ဆေးနေပါတယ်ရာရှိကဆရာတော်ရဲ့အမှုမှာဘလို့အနေနဲ့မတင်ကားတဲ့လူတယောက်များရှိလားဆိုတော့မေးချိန်မှာဘလို့ကတော့သူဆရာရဲ့ကားထဲမှာရွှေဆွဲကြိုးနဲ့ကင်မရာတစ်လုံးကိုတွေ့မိသေးလားဆိုပြီးတော့အရာရှိကိုပြန်မေးလိုက်ပါတယ်ရာရှိကသူမေးတာပဲဖြေပါဆိုပြီးတော့ပြောတော့ဘလို့ကလည်းကျုပ်ပြောနေရတာပဲလေခုနကခင်ဗျားမေးတဲ့ပစ္စည်းနှစ်ခုကြောင့်ကျုပ်ဆရာအသက်ခံရတာဒါတွေအားလုံးကခင်ဗျားတို့ကိုးကွယ်နေတဲ့ရဲမှုအာခါဖုံဆွဲလူနဲ့ပတ်သက်နေရမှာခင်ဗျားအဲ့လူသိတယ်မလားဆိုပြီးတက်ချက်အဲ့ရဲ့ဗီဒီယိုကနေသိခဲ့တဲ့အမှန်တရားတွေကိုပြောပြနေပါတယ်ဒါပေမဲ့တစ်ဖက်ရာရှိကတော့တက်တည်မရှိပဲရှောက်ပြောရင်တရားစွဲခံနိုင်တာမလို့စကားကိုစင်ချင်းပြောဖို့ဘလို့ကိုသတိပေးလိုက်ပါတယ်ဘလို့လဲသူ့မှာဘာမှထပ်ပြီးတော့ဆုံးရှုံးစရာမရှိတော့မလို့တရားစွဲခြင်းလဲဆွဲလိုက်တော့လို့ပြန်ပြောလိုက်ပါတယ်ရာရှိကရဲတရားကိုမထီမဲ့မြင်လုံးမှုနဲ့ဆွဲစီးလို့ရနိုင်တယ်ဆိုပြီးတော့ထပ်ပြောလိုက်တော့ဘလို့ကလည်းစိတ်ကြိုက်တာလို့တော့ကွာမင်းတို့ရဲတွေအကုန်လုံးတူတူပဲခုလဲငါးဆရာမှုလူရမှုဆိုပြီးတော့ကောက်ချက်ချကြမှာပဲပြည်သူတွေဘလို့ပဲဒုက္ခရောက်မင်းတို့စောက်ချိုးတွေပဲတော့ပြောင်းသွားမှုစောက်ရဲတွေလို့ဒေါသကြီးနဲ့ပြောကနေရာကနေလှည့်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့တော့တာတို့သားဖတက်ချက်အိတ်ဝန်ခံပြောဆိုထားတဲ့ဗီဒီယိုဖိုင်ကိုအတူထိုင်ကြည့်နေခဲ့ကြပါတယ်ဗီဒီယိုကြည့်ပြီးတဲ့နောက်တာကအထဲမှာပါဝင်တဲ့အကြောင်းအရာတွေအားလုံးသိပြီးတော့ဒီကိစ္စတွေနောက်ွယ်မှာနောက်ဆက်တွဲအမှုတွေအများကြီးရှိနေဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ရဲမှုရတော့အဲ့ဒါတွေအကြောင်းဒီကိစ္စတွေမှာတားဝင်မပါစေချင်တာပေါ့အဲ့ဒါကြောင့်တားကိုအဖေအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှပြောပြခဲ့တာမင်းကိုဖေးလိုမျိုးအမားတွေမကျူးလွန်စေချင်ဘူးသားဒါပေမဲ့ဖေးလုပ်ခဲ့တဲ့အမားကြောင့်တားရဲ့အနာဂတ်ကိုမထိခိုက်စေရဘူးဘာပဲဆက်လို့ရငွေဘလောက်ပဲကုန်ကုန်ဒီကိစ္စကိုရအောင်လုပ်ပြမယ်ဆိုပြီးတော့ပြောပါတယ်ဒါလည်းစိတ်ချပါဖေးကျွန်တော်လည်းဖေးချိန်ကြာကြီးတိဆောက်ခဲ့တဲ့ဂုံတိတ်ကားတွေကိုအပြက်စီးမခံပါဘူးလို့ဆိုကတက်ချက်အေးရဲ့ကင်မရာတွေကတိတ်ခွေကိုထုတ်ယူပြီးတော့ပြက်စီးပြလိုက်ပါတော့တယ်နောက်ပြီးတော့တာကကင်မရာနဲ့တူရလာရွှေဆွဲကြိုးလည်းအရေးကြိုလိုက်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပစ္စည်းသက်တွေမကြံတော့ရင်ပဲလူသက်တွေဖြစ်တဲ့ပလိုတယောက်တည်းသာကြံတော့တယ်ဆိုပြီးတော့ကြုံဝါနေလိုက်ပါတယ်တစ်ဖက်မှာတော့မာကွန်ကဘတ်စားဖို့အတွက်မနှက်စာချက်ပေးနေလဲလက်တစ်ဖက်မှာလည်းဘိုးသက်စီးဖို့ကိုကင်ထားခဲ့ပါတယ်အမျိုးကောင်းသမီးလေးဘက်ကတော့နေပင်ထိုးမှအိယာထားလာပြီးတော့မာကွန်ပြေစီပေးမဲ့မနှက်စာကိုအစင်းသိန်းအောင်ထိုင်ဆောင်နေလိုက်ပါသေးတယ်ခဏနေတော့မာကွန်လည်းဘတ်အတွက်ချက်ပေးထားတဲ့မနှက်စာကိုယူတော့ဘတ်ရှိမှချပေးလိုက်ပါတယ်ဘတ်လည်းပကံထဲကစားစရာကိုကြည့်ပြီးတော့မှုေးနေရပဲဒီဆံမျိုးကိုဘတ်ကအရန်ကြိုက်တာကွန်ဘတ်ကြောင့်အများကြီးစိတ်လျှော့ရမှာပဲနော်ဘတ်ကိုတက်ပြစ်ချင်နေပြီလားကွန်းလိုလူကောင်းတယောက်အဲ့လိုလုံးမှမဟုတ်ပါဘူးလို့ပြောလိုက်ပြီးဘကန်တဲကဆံပြုတ်ကိုယူစားလိုက်ပါတယ်အဲ့နောက်မှာတော့ဘတ်တယောက်လည်းကြကိုးနဲ့ချောင်းနေဆိုးလာပြီးဗဇက်တဲကဆံပြုတ်တစ်လက်နဲ့ပဲအနေဆာသဘောနဲ့ကိစ္စချိုးသွားတော့တာပါကန်ဆိုးတင်တော့ဒါမာကွန်းရဲ့အတွေးထဲမှာဖြစ်နေပြီးတော့မာကွန်းလည်းအစားတော့ဘတ်ကိုခုလိုတကယ်ဖြစ်သွားအောင်လုပ်ရမလားဆိုတော့တွေးမိသေးပေမဲ့တကယ်တော့မလုပ်ရခဲ့ပါဘူးအဲ့နောက်မှာတော့ဘတ်ကကွန်းတကယ်ကိုရမ်းကောင်းတဲ့လူဆိုတော့ဘတ်လည်းကွန်းပေါ်မှာမကောင်းတာမလုပ်ရပါဘူးဒါပေမဲ့ဘန်9 တန်းတော့တကယ်လိုနေလို့ပါနော်ကွန်ဖြစ်အောင်လုပ်ပေးပါဆိုပြီးတော့ဟိုလိုဒီလိုနဲ့အပူကတ်လိုက်ပြန်ပါတယ်ရုံးရောက်ချိန်မှာတော့မာကွန်နဲ့ဝန်ထမ်းတွေအားလုံးအလုံးလုံးနေကြတော့အထက်လူကြီးကရုံးကနေထွက်လာပြီးတော့ဝန်ထမ်းတယောက်ချင်းစီရဲ့အချင်းတွေကိုလိုက်ပြီးတော့ရှိုးနေခဲ့ပါတယ်နောက်တော့အထက်လူကြီးကပေးနာကိုသွားလိုက်ပြီးတော့ပေးငါကုမ္ပဏီရဲ့ငွေစင်းတွေစစ်ကြည့်ပြီကွာစင်းရမကိုက်ဘူးဖြစ်နေဒါပေမဲ့ဖြစ်နိုင်ကြနှစ်ခုပဲရှိတယ်မင်းတို့စင်းမလုံးမိလားဒါမှမဟုတ်အခိုးခံရတာလားငါဒီကိစ္စကိုအပြေရှာခြင်းတယ်တက်နိုင်တော့အမြန်ဆုံးပြန်ဆင့်တော်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်အဲ့နောက်ထက်လူကြီးကမာကွန်းစီလဲလာပြီးတော့မာကွန်းလိုရိတ်ချင်းရှိတဲ့လူကတော့အမားလုံးမှာမဟုတ်တာမလို့စင်းစစ်ဖို့ပေးကိုကူပေးလိုက်ပါဆိုပြီးတော့ပဲပြောလိုက်ပြန်ပါတယ်အထက်လူကြီးကအမရုံးကန်တိုင်းပြန်ဝင်သွားကန်ဒီစင်းနေကွာတိုင်းတော့မှန်ပဲကွာဖြေသေးရလို့လိန်နဲ့ကောင်တော့ငါထောင်ချမှသေးတာပဲဆိုပြီးတော့ချင်းချောက်သွားခဲ့ပါတယ်အဲ့ချိန်မှာမာကွန်းနဲ့ပေတို့နှစ်ယောက်လုံးကမျက်စိမျက်နှာတွေပြက်ပြီးတော့ရန်ကိုထိတ်လန့်နေကြပုံပါပဲဒါပေမဲ့တော့ရာရှိထန်တော်တယောက်စကန်ထွက်လာချိန်မှာအပေါက်မှာသူ့ကိုစောင့်ကြုံနေဘလို့နဲ့ဆုံခဲ့ပါတယ်ဘလို့ကဆရာတော်တို့သေးရတာသွေးဦးသားမဟုတ်ပဲလုံးချန်ခံတော့ထန်တော်သိနေတယ်မလားဆိုပြီးမေးလိုက်တော့ထန်တော်ကလည်းစားတဲ့ဒီကိစ္စတွေမှာဝင်မပါကြဘူးသူသတိပေးပြီးသားဖြစ်တာမလို့ခုမှလာမေးလဲဘာမှမသိတော့ကြိုက်လို့သာထင်တော့ဆိုပြီးတော့ခေါင်းဆောင်သွားခဲ့ပါလိမ့်အဲ့ချိန်မှာတာကလည်းကားနဲ့ရောက်လာပြီးတော့ထန်တော်ကိုသူနဲ့လိုက်ခဲ့ဖို့ခေါ်သွားပါလိမ့်တနေရာရောက်မှတော့တာထန်တော်ကိုပတ်စံလို့ထုတ်ပေးလိုက်ပြီးတော့ရော့ဒါခင်ဗျားအတွက်ပဲနောက်ထပ်လူလာရှိရင်လာပြောကျွန်တော်ဖေကသူ့လောက်ငယ်သားတွေကိုပြင်မထားတတ်ပါဘူးလို့ပြောလိုက်ပါလိမ့်
ထန်တော်ကလည်းကျေးဇူးတင်ကြောင်းပြောလိုက်ပြီးတော့ပတ်စံတွေကိုလက်ခံလိုက်ပါတယ်တကယ်တော့ဆရာတော်တို့နဲ့ဘလူတို့ရဲ့လှုပ်ရှားမှုမှန်သမျှထန်တော်ကပဲတားစီကိုတင်ပြနေခဲ့တာဖြစ်ပါတယ်ဆရာတော်တို့မသေးဆုံးခင်ထန်တော်စီတပ်တည်နဲ့ရောက်လာတဲ့အကြောင်းကိုထန်တော်ကိုယ်တိုင်ပဲတားစီကိုတင်ပြခဲ့တာဖြစ်ပြီးတော့ဒါကဆရာတော်တို့အချိန်မီရှင်းပြဖို့အမိန့်ပေးခဲ့တာကြောင့်ထန်တော်ကိုယ်တိုင်ပဲသူ့စီကထွက်သွားတယ်ဆရာတော်တို့နောက်ကိုအမိလိုက်ပြီးတော့တပ်ပြစ်ခဲ့တာပဲဖြစ်နေပါတယ်အဲနောက်မှာဘလူကတော့ဆရာဖြစ်သူရဲ့နိုင်ကိုစိတ်မကောင်းစွာနဲ့ရောက်လာခဲ့ပြီးဆရာတော်တို့ရဲ့မိဘနှစ်ပါးတော့တားဖြစ်သူကရဲတွေပြောသလိုအလူရက်ခံပြီးတော့တည်သွားတယ်လို့ပဲယုံကြည်နေခဲ့တာပါတပတ်မှာတော့မာကွန်တို့ယုံကအထက်လူကြီးကဈေးမကိုက်တဲ့ကိစ္စတွေပြောပြီးတဲ့နောက်ဘေကသူ့ပဲလမ်းကြည့်နေရကြောင်းမာကွန်လည်းဘာဖြစ်လို့လဲဆိုပြီးတော့မေးလိုက်ပါတယ်ဘေလည်းရှင်းနေပြန်စစ်ပြီးတော့ခေါင်းရှုံနေလို့ပါလို့ပဲပြောကအထက်လူကြီးရဲ့ယုံကန်နဲ့ဝင်သွားလိုက်ပါတယ်အဲ့ချိန်မာကွန်ကတော့ရန်စိမ့်ညင်တဲ့ပုံစံနဲ့အောက်ထပ်ကိုပြေးဆင်းသွားလိုက်တာပါနောက်တော့မာကွန်ကဘတ်စီကိုဖုန်းဆက်ပြီးတော့ဘတ်အခုဒုက္ခရောက်နေပြီကိုစင်းနေပြောင်းလာတော့တတိတိဝိုက်ဘတ်ပတ်စံကိုပြန်လွှဲပြီးပါလားကုမ္ပဏီစင်းတဲ့ကိုချိန်ပြန်ထဲမှရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်ဘက်ကလည်းသူ့မှာတပြားမှမရှိတော့ဘူးလို့ပဲပြန်ပြောလိုက်တော့မာကွန်လည်းအဲ့လိုမလုပ်ပါနဲ့ဘတ်ရဲ့အဖမ်းခံရလို့ရှင်အားလုံးပြီးသွားလိမ့်မယ်ဘတ်ပြောတဲ့9တန်းလဲရှာပေးနိုင်မှာမဟုတ်တော့ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဘက်ကလည်းထောင်ကြရင်လည်းမာကွန်ကိစ္စမလို့သူမနဲ့လည်းဘာမှမဆိုင်ဘူးဘာမှမတတ်နိုင်ဘူးလို့ပြောပြီးတော့ဖုန်းချသွားလိုက်ပါတယ်အဲ့တော့မာကွန်အပေါ်ထဲကိုပြန်တက်သွားတော့ရုံးခန်းထဲကထွက်လာတဲ့ဘေကသူနဲ့ခဏလိုက်ခဲ့ပါဆိုတော့မာကွန်ကိုခေါ်သွားခဲ့ပါတယ်ဆိုင်ရောက်ချိန်မှာတော့ဘေကကုမ္ပဏီကငွေစင်းကွာနဲ့အဓိကတရားခံသူကိုယ်တိုင်ပဲဖြစ်ကြောင်းနဲ့ဒီလိုလုံးဝတာကလည်းဘက်ကသူ့ကိုအရင်ကလိုမျိုးအများငွေတွေလွှဲမပြီးတော့လို့ပါဆိုပြီးတော့ဝန်ခံလာပါတယ်မာကွန်နဲ့အစားသူလှုပ်ထားတာတီးသွားပြီထင်တဲ့လန့်နေခဲ့ရပြီမဲ့သူ့လိုပဲအကြံတူနေတဲ့သူကဝန်ခံလာတော့ဘာမှပြောပဲငြိမ်ပြီးတော့နားထောင်ပေးလိုက်ပါတယ်အဲ့တော့ဘေကမာကွန်အနေနဲ့ဖြစ်နိုင်ရင်သူ့ရဲ့ share ငွေတွေကိုပြန်ပေးဖို့ဘဏ်ကိုပြောပြီးပါဆိုပြီးတော့အကူအညီတောင်းလာတဲ့အခါမာကွန်လည်းဘာမှမပြောရဲဖြစ်နေခဲ့ရပြန်ပါတယ်တပတ်မှာတော့ဘလူကဆရာတာတို့ရဲ့ဇာပနာပွဲထဲမှာပဲရှိနေခဲ့ပါတယ်အဲ့ချိန်တာတို့သားဖားနဲ့နောက်လိုက်အရာရှိတွေရောက်လာပြီးတော့ဆရာတာတို့အတွက်ဝန်နေချင်းထိမ့်မှနေတဲ့ဘဏ်ငွေတွေလာပို့ပေးပါတယ်ရဲမှုကဆရာတာတို့ရဲ့မိဘတွေကိုအမှုအတွက်ဘာစိန်ပူဖို့နဲ့တရားခံကိုရအောင်ရှာပြီးတော့ဥပဒေတိုင်းရေးယူပေးမှဖြစ်ကြောင်းနေရှောက်ပြောနေချိန်မှာတော့အပြင်ကနေဒီစကားကိုကြားနေရဘလို့လဲဘလို့မှစိတ်မထိန်နိုင်တော့ပဲအထဲကိုပြေးဝင်လာပြီးတော့တာတို့ယူလာတဲ့ဘဏ်ငွေကိုဖျက်ဆီးပစ်လိုက်ပါတယ်ဒါကဘလို့ကိုဘာလို့ရန်ကားနေရလဲဆိုပြီးပြောလိုက်တော့ဘလို့ကလည်းမင်းတို့ဒီဇာပနာပွဲကိုလာရေးသေးတယ်နော်ဆရာတာတို့တရားတာမင်းတို့ကြောင်းကွာဆိုပြီးတော့ပြောလိုက်ပါတယ်ဘေးမှာရှိနေဆရာမတယောက်ကဘလို့ကိုခုလိုတွေမပြောဖို့တားချိန်မှာတော့ဘလို့ကကျွန်တော်ဘာပြောနေလဲဆိုတာသူတို့ကြီးကောင်းကောင်းသိတယ်ဗျာသူတို့ကိုယ်တိုင်လုံးကြံတဲ့အမှုတိုင်းကိုလူးရက်ပြီးတော့တတ်ဖြတ်ခံရတယ်လို့ကောက်ချက်ချနေအဲ့ဒါမျိုးကကျွန်တော်ဆရာတာတို့ပဲနောက်ဆုံးဖြစ်ပါသေးလို့စူတောင်းနေတယ်ဗျာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲ့ချိန်တာလဲရန်ကိုစိတ်တို့သွားပြီးတော့ဘလို့ခုလိုမျိုးသားသူတို့နေရာတိုင်းလိုက်ပြီးတော့နှောက်ဆက်နေတကယ်ချင်းတော့ဘာတော့နားမလဲတော့ပဲဥပဒေတိုင်းရေးယူတော်မယ်ဆိုပြီးတော့ချင်းချောက်လိုက်ပါတယ်ဘလို့ကလည်းဒီနိုင်ငံဥပဒေကမကောင်းတဲ့လူတွေကိုကာကွယ်ပေးနေတာဖြစ်ကြောင်းနဲ့ဒါတို့လူတွေဥပဒေကဘာမှမလုပ်နိုင်တော့သူကတော့မရရအောင်အပြတ်ရှင်းပြမှာဆိုပြီးတော့ကျိန်းဝါလိုက်ပါတယ်အဲ့ချင်းဘေးကလူတွေကိုဆရာရဲ့အတူပါမှာဆရာမျက်နှာတော်မထောက်ဘူးဆိုပြီးတော့ဘလို့ကိုဝိုင်းပြောနေရတဲ့ခါမှာသူတော်ကောင်းရဲမှုရလဲသူအစင်ပြေတာမလို့ပြက်စီးသွားတဲ့ဘန်းငွေတွေအတစ်တစ်ခုပြန်လာပြီးတော့စီစဉ်ပေးမယ်ဆိုပြီးတော့ပြောကနေရာကနေထွက်သွားလိုက်ပါတယ်ညမရောက်ချိန်မှာတော့ရာရှိထံတော်အလောက်ကပြန်ရောက်ချင်းဇနီးဖြစ်သူကလားစင်ပေးသွင်းစရာငွေတွေအတွက်အလင်းမမီဘူးဆိုပြီးတော့ဘွားတာကိုခံနေရပါတယ်အဲ့ချိန်ထံတော်ကရော့ကွာဒီငွေနဲ့ဖြည့်ရှင်းလိုက်ငါအထက်ရာရှိကပေးလိုက်တာဆိုငွေတော့ကိုပေးလိုက်ပါတယ်အဲ့တော့မှဇနီးဖြစ်သူလည်းအရာရှိနောက်လိုက်ဖြစ်သွားတဲ့ထံတော်ကိုရန်တော်ကြောင်းချီးမွမ်းပြီးတော့ဒါဆိုလဲကိုနားတော့လေကိုထမင်းရင်ချိုးမလားရေရင်စားမလားဟုတ်ပါဘူးထမင်းရင်စားမလားရေရင်ချိုးမလားတွေဖြစ်သွားခဲ့ပါတော့တယ်တပတ်မှာတော့ဘလူကတယောက်တည်းဘီယာတွေထိုင်တောင်းနေနဲ့ဆရာဖြစ်သူရှိစဉ်ကသူ့ပေါ်မြစ်တာအဆင့်မှန်နဲ့ကိုကြီးဆောင်းရှောက်ပေးခဲ့တာတွေအမှတ်ရလို့နေပါတယ်ဘလူလည်းဘီယာတောက်လိုက်ငိုလိုက်နဲ့လုံနေကနေတွင်းနဲ့ဒေါသတွေထွက်လာခဲ့တာမလို့တခုတော့လုံးမဖြစ်တော့မယ်ဆိုတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်အဲနောက်ဘလူကဆရာဖြစ်သူရဲ့အယိုးပြားရှိတဲ့နေရာစီလိုက်သွားပြီးတော့ဆရာဆေးပြောင်းလုံးပြီးတဲ့ကျွန်တော်တောင်းပန်ပါတယ်ဗျာကျွန်တော်ဆရာဖြစ်စီခြင်းလိုမျိုးလူကောင်းတယောက်မဖြစ်နိုင်တော့ဘူးလို့ပြောပြီးတော့ခွင့်လွှတ်မှုကိုအရင်တောင်းခံလိုက်ပါတယ်တပတ်မှာတော့မာကွန်ကဒီနေ့ညလဲစိတ်ညစ်နေပဲအိမ်ပြန်ရောက်လာပြီးတော့ရောက်ချင်းမှာပဲဘတ်စီကိုဖုန်းခေါ်လိုက်မယ်ဘတ်ကတော့ဖုန်းမကင်ခဲ့ပါဘူးအဲနောက်မာကွန်လဲဆိုပါအောင်မှာလဲချပြီးတော့ရန်ပေမန်းနေရမလို့ဆိုပါအောင်မှာပဲအိပ်ပျော်သွားခဲ့ပါတယ်ချိန်တစ်ခုကြာတော့ဒီင်းနိုးလို့နိုင်ကိုကြည့်လိုက်တော့အချိန်ကည12နာရီခွဲခန့်နေပါပြီမာကွန်လဲအချိန်ကြာရင်မလို့ရေခဲတစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့ကိုရင်လုံးစောင့်နေပလို့ကိုမတွေ့ရပဲပလို့ဘက်ကတကားဟားစီလေးဖွင့်ထားတာကိုသာတွေ့လိုက်ရပါတယ်မာကွန်လဲစဉ်းစားမနေတော့ပဲတစ်ဖက်ကိုကူးသွားလိုက်ချိန်မှာတော့ဘီယာတွေနင်းကန်တောက်ပြီးတော့ခုံပေါ်မှာပဲအိမ်မောကျနဲ့ပလို့ကိုတွေ့လိုက်ရပါတော့တယ်အဲနောက်မာကွန်အိပ်ပျော်နဲ့ပလို့ကိုရက်ကြည့်နေနဲ့အခုဘလို့အခုအခက်ခဲဘလို့ပဲကြုံဒါကိုကျွန်တော်မသိပေမဲ့အကိုကလွယ်လွယ်နဲ့အရှုံးပေးတဲ့ဥဆိုတော့ကျွန်တော်သိပါတယ်ဗျာလို့ပြောရင်းနဲ့ဂျင်းကဆောင်းလေးကိုခြုံပေးခဲ့ပါတယ်နောက်နဲ့ဘလို့အေးရနိုးလာအချိန်မှာတော့သူ့ကိုယ်ပေါ်မှာရောက်နေတဲ့ဆောင်းနဲ့အရှိကရှင်းလင်းတဲ့ဇွဲကုန်မြင်ပြီးတော့ထူးဆန်းနေခဲ့ရပါတယ်နောက်တော့ရေခဲသရာပေါ်မှာကတ်ထားတဲ့စာရွက်လေးကိုတွေးလိုက်တော့မှပဲမင်းသားမာကွန်တယောက်သူ့အိမ်ဘက်ကိုရောက်လာခဲ့တယ်ဆိုတာသဘောပေါက်သွားပါတယ်တပတ်မှလည်းမာကွန်ကအေးရနိုးချင်းဇင်းတချို့ဖွင့်ကြည့်ပြီးတဲ့နောက်မှာပေးစီကိုဖုန်းခေါ်လိုက်ပါတယ်ပြီးတော့ဖုန်းကိုင်ချင်းမှာပဲမာကွန်ဒီမနေ့ရုံးကကျွန်တော်ကိုစစ်မေးဖို့ခေါ်ထားတယ်ဗျာကျွန်တော်ဘယ်လိုလုပ်ရမလဲဗျာကျွန်တော်ဘယ်လိုလုပ်ရမလဲဗျာဆိုတော့ငိုတိုင်ကြီးနဲ့ပြောလာပါတယ်အဲ့တော့မာကွန်ကဟုတ်ပြီခွန်ပြီကျွန်တော်လည်းခင်ဗျားအဲ့ဒါပြောမလို့ပဲကျွန်တော်ခင်ဗျားကိုကူညီနိုင်မဲ့နီးလန်းရှိ
ဒါပေမဲ့ဒီတစ်ခါပဲလှုပ်ပေးမှာနော်ဆိုပြီးတော့ပြောလိုက်တော့တစ်ဖက်ကပေလဲမာကွန်ကျေးဇူးတင်မဆုံးဖြစ်နေခဲ့ပါတယ်ဖုန်းချပြီးတဲ့နောက်မှာတော့မာကွန်လဲကုမ္ပဏီကစင်းဖိုင်နဲ့ဟိုရှာတီရှာလုပ်ပြီးတော့စင်းတွေကကဏ္ဍတွေကိုလည်းဟိုရွှေ့ဒီရွှေ့နဲ့ပြုပြင်မုံမှန်ပေးလိုက်ပါတယ်ရုံးထဲမှာတော့စိတ်လှုပ်ရှားပြီးတော့လမ်းတွေခောက်တော့ပြန်ရှောင်းနေပေကိုဝန်ထမ်းတယောက်ကမျက်စိနောက်ပြီးဘလို့ဖြစ်နေရလဲဆိုပြီးတော့မေးနေခဲ့ပါတယ်ပေလဲမာကွန်ခုထိရုံရောက်မလာသေးလို့စောင့်နေရပါဆိုပြီးပြန်ပြောလိုက်တော့တစ်ဖက်ကဝန်ထမ်းလဲဟုတ်တာဒီနေ့မာကွန်ရုံနောက်ကျနေတာပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ခဏကြာတော့မာကွန်ရောက်မလာမဲ့အထက်လူကြီးကရောက်လာပြီးတော့မနေ့ကသူပြောတဲ့စင်းကိုစစ်ပြီးလာလို့ပေကိုမေးလာခဲ့ပါတယ်အဲချိန်မှာပေလဲကြောက်ကြီးပန်းပြီးတော့ဖြစ်ချင်ဖြစ်တော့ကွာဆိုစင်းကိုဖွင့်ပြလိုက်ချိန်မှာတော့စင်းအားလုံးကဘာမှမလွဲပဲနဲ့အန်ကိုက်ကွက်တီဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်အထက်လူကြီးလည်းမနေ့ကသူစစ်တုံးကတော့ဘလို့စစ်စင်းရမကိုက်နေတာမလို့အခုဘလို့ဖြစ်သွားလဲဆိုပြီးမေးလိုက်တော့ပေလဲဂျူနီယာတယောက်ကစင်းမှားဖို့တာလို့တေချာပြန်စစ်ပြီးအစာဆုံးပြန်လုပ်ခဲ့တာပါဆိုတော့ရွှေချောင်လေးလှုပ်လိုက်ရပါတယ်အထက်လူကြီးကအဲ့ခါမှာအေးအားဆိုလဲပြီးတာပဲကွာနောက်ကမားစီနဲ့တေချာလှုပ်ကွာလို့ပြောပြီးတော့သူယုံကန်းနဲ့ဝင်သွားလိုက်ပါတယ်အဲ့တော့မှတော့မာကွန်လည်းရုံရောက်လာမလို့ပေကမာကွန်စီပြေးသွားကခုလိုကူညီပေးတာကိုကျေးဇူးတင်ကြောင်းပြောပြီးတော့စင်းပြန်ကြိုက်သွားအောင်ဘလို့များလှုပ်လိုက်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်မာကွန်ကအခွန်ပြန်ငွေကိုသုံးပြီးတော့စင်းလေးနဲ့ပပလှည့်ဖဲ့ပြီးတော့အစင်ပြောင်လှုပ်ခဲ့ကြအောင်ပြန်ပြောလိုက်တော့ပေလဲစင်းစရာနဲ့ပတ်သက်ရင်ဆရာကြီးစုဖြစ်နေတဲ့မာကွန်ကိုချီးကျူးလို့မဆုံးဖြစ်နေခဲ့ပါတယ်ဒီနေ့နေ့လယ်နားချိန်ရောက်တော့မာကွန်နဲ့ပေတို့ဆိုင်မှာအတူထိုင်ခဲ့ကြပြီးတော့မာကွန်ကပေဘတ်စီကနေပတ်စံပြန်ရတာနဲ့အဲ့ဒီပတ်စံကိုခွန်ငွေစင်းနဲ့ပြန်ထည့်ရမှာဖြစ်ပြီးတော့အခုကစားလို့ဘတ်စီကိုပတ်စံလုံးဝထပ်မထည့်တော့ဘူးသတိပေးလိုက်ပါတယ်နောက်ပြီးတော့မာကွန်ကဘတ်မှာဘာရင်းနှီးမြုံနှံမှုစီးပွားရေးမှမရှိပဲပေပေးတဲ့ငွေနဲ့ပေကိုအတိုးဆိုပြီးတော့ဂျင်းပြန်သိမ့်နေတာဖြစ်ကြောင်းကိုအမှန်တိုင်းရှင်းပြလိုက်တဲ့အခါမှာတော့ပေကအဲ့လိုဆိုရင်ဘာလို့သူ့ပြောကမစောခဲ့တာလဲဆိုပြီးတော့အမှန်တိုင်းမပြောပြလို့မာကွန်ကိုမေးလိုက်ပါတယ်မာကွန်လည်းကျွန်တော်မှလည်းပြောပြလို့မရတဲ့အခက်အခဲလေးရှိနေလို့ဗျာခုတော့ကျွန်တော်ပြောပြီးနော်နားထောင်တာနားမထောင်တော့ခင်ဗျားပိုင်းမဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်နောက်တော့ပေကဘတ်စီကငွေတွေဘယ်လိုပြန်ရအောင်လုပ်ရမလဲလို့မေးတော့မာကွန်လည်းဘတ်လိုမိန်းမဘလောက်လောဘကြီးလဲဆိုတော့သူကိုယ်တိုင်သိတာမလို့ငွေနဲ့ငွေကိုမြားပြီးတော့ပဲပြန်တောင်းရမယ်ဆိုပြီးနီလန်တချို့ကိုပြောပြလိုက်ပါတယ်ဒါပေမဲ့တော့ရာရှိထန်တော်တရားကိုပြင်ထွက်လာချိန်သူ့အိမ်ပေါက်ဝမှာစားဆောင်ချတာတွေးလိုက်လို့အမြန်ပဲကောက်ယူကြည့်လိုက်ပါတယ်ဒါမဲ့အဲ့ချိန်ဇနီးပြေသူကလည်းထွက်လာခဲ့တာကြောင့်ထန်တော်လည်းဇနီးကိုကားပေါ်ရင်သွားဆောင်ခိုင်းလိုက်ပြီးတော့မှစာအိတ်ကိုဖွင့်ကြည့်လိုက်ပါတယ်စာအိတ်ထဲကစာအုပ်ကြည့်နေချိန်မှာတော့ထန်တော်စီဘလိုကဖုန်းဆက်လာပြီးတော့ဟယ်လိုဆရာကြီးမှတ်ထားအောင်ကျွန်တော်သတိပေးစရာလေးတစ်ခုရှိတယ်ဆိုပြီးတော့ပြောလာပါတယ်ထန်တော်ကဘလို့မေးပါလို့ကျင်လို့လဲဆိုပြီးပြန်မေးလိုက်တော့ဘလို့ကလည်းသတိပေးအောင်ပါဗျာရဲမှုအခါဘိုးရဲ့နောက်လိုက်ဖြစ်ခဲ့ပြီးတော့အရာရှိစုံခရန်ရောတက်ချက်အေးရောနှစ်ယောက်ဆုံးကြွဝိုင်းတော့ခင်ဗျားတို့လမ်းမကိုရွေးမိပြီထင်တယ်ဒေတာစင်းသားအောင်နှစ်ယောက်လုံးကအခါဘိုးရဲ့လိုအပ်ချက်ကိုသိလို့အသက်ခံခဲ့ရလေခင်ဗျားတို့ကောင်ကအလိုပေးမှထင်းလို့လားလို့ပြောပြီးတော့ဖုန်းချသွားခဲ့လိုက်ပါတယ်အဲနောက်ထန်တော်ကထွက်လာပြီးတော့ဇနီးဖြစ်သူနဲ့တနေရာကိုသွားမယ်အလုံးမှာတော့စာအုပ်ရဲ့ရှိကနေပဲဖုန်းဆက်နေတယ်ဘလို့လဲပြန်လာခဲ့လိုက်ပါတော့တယ်အဲချိန်မှာတာတို့သားဖသူတို့ကိုယာရုတော့အောင်မြောက်စားပေးခဲ့တဲ့ထက်လူကြီးတွေရဲ့နောက်ထပ်တစ်ဆင့်နှိပ်ပြီးတော့သူတို့စီကအကူကြီးလိုအပ်နေတဲ့လူတွေရဲ့နဲ့အတူထမင်းစားနေခဲ့ကြပါတယ်အဲထမင်းဝိုင်းမှာသူတို့လောကတွေအထွေထွေသောအကြောင်းအရာတွေကိုအရသာခံပြောဆိုနေကြပြီးတော့မကြခင်မှာပဲဒိုင်မှုတယောက်ဖြစ်လာတော့မဲ့ရဲမှုအာခါဖွန်တို့ကလည်းဂုံပြုတ်နေခဲ့ကြပါတယ်ဒါကတော့တောက်ကြစားကြတဲ့နိုင်ငံရေးအကြောင်းတွေယာရုရခံအကြောင်းတွေကိုစီကာပတ်ကုန်းပြောနေကြတဲ့ဖခင်နဲ့တခြားယာရှိလူကြည့်ပြီးတော့ရန်ကိုညင်းငွေနေခဲ့တာပါအဲ့လိုနဲ့စားတော့ပြီးလို့ပြန်ကြတော့မဲ့ချိန်မှာတော့လူတယောက်ကရဲမှုလက်ထဲကိုအိတ်လုံးထည့်ပေးလိုက်ပြီးတော့ဒီမှာပါဆရာတို့အပြေးမေစားဖို့ချိုချင်းလေးတွေယူလာပေးခဲ့တယ်ဆရာကြရင်နောက်ထပ်လည်းထပ်ပေးအောင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ရဲမှုကဝမ်းသာအားနဲ့အိတ်ကိုဖျဲကြည့်လိုက်တော့ဗမာနာမနှဲတဲ့ငွေတွေကိုတွေးလိုက်ရပါတယ်ဒီမြင်ကွင်းတော့ဘလိုကလည်းနေရာတစ်ခုကနေချောင်းကြည့်ပြီးဓာတ်ပုံတွေရိုက်ယူနေတာပါဒါကိုရဲမှုတို့သားပါလည်းသတိထားမိသွားတာကြောင့်တစ်ဖက်လူတွေကိုနှုတ်ဆက်ပြီးတော့ကားပေါ်ကိုမြန်တက်သွားလိုက်ကြပါတယ်ကားပေါ်ရောက်ချိန်မှာတော့ရဲမှုကဒီပုံစံတိုင်းဆိုဘလိုဆိုတဲ့ကောင်ကိုအချိန်မီရှင်းပြဖို့လိုအပ်လာပြီဖြစ်ကြောင်းသားဖြစ်သူကိုသတိပေးလိုက်ပါတယ်နောက်မှပဲသားနဲ့ထန်တော်တို့ကဘလို့ရဲ့အိမ်နီးနားကဘလို့ကိုစောင့်ကြည့်ပြီးတော့နောက်အောင်ခံလိုက်ခဲ့ကြတာပါတနေအောင်ရောက်မှတော့ဆိုင်ကနဲ့မောင်းထွက်သွားတဲ့ဘလို့ကိုသားတို့ကနောက်ကလိုက်ပြီးတော့တနန်းနဲ့ပြစ်ပြီးတော့အပြတ်ရှင်းဖို့လှုပ်တာကြောင့်ဘလို့ရဲ့လက်တစ်ဖက်ကိုကြီးစံမှန်သွားပါတယ်ဘလို့လဲဒဏ်ရာရပြီးတော့တနေရာမှာလဲနေချိန်သားတို့ကရောက်လာခဲ့တဲ့အတွက်အနီးနားမှာရှိတဲ့တောဘက်ကိုထွက်ပြေးခဲ့ရပြီးတော့သားတို့ကလည်းဘလို့နောက်ကနေအမြန်လိုက်ကြပြန်ပါတယ်တနေရာရောက်မှတော့ဘလို့ကမင်းကဘာကြောင့်သေးစီချင်တာလဲဆိုတော့ငါသိတယ်ရောင်တာရင်တော့မင်းတို့ကောင်တွေငါဖေကိုတခိုးတို့ခေါင်းစဉ်တက်ခဲ့ကြတယ်နော်အခုတော့မင်းမှန်တရားကိုသိပြီမလားတကယ်တခိုးကမင်းဖေဖြစ်နေတာလေဟေ့အောင်ဒါကြောင့်မင်းကတတ်သေးအကုန်လုံးဖျောက်ပြက်ပြီးတော့မင်းဖေလူကောင်းစွာကိုပြဖို့တော့ငါ့ကိုတတ်ချင်နေရမလားငါပြောတာမှန်လားရောင်ဆိုပြီးတော့အော်ပြောလာခဲ့ပါတယ်ဒါမဲ့တာတို့ကဘလို့ကိုအတန်ပဲကြားပြီးတော့ဘယ်ကပြောနေမှမသိတဲ့အတွက်လူကိုရိတ်အောင်အောင်ရှာမတွေ့တာကြောင့်တနတ်တကားကားနဲ့ပဲခြုံထဲမှာပတ်ပြီးတော့ရှောက်ကြည့်နေရပါတယ်အဲ့လိုနဲ့ခြုံွယ်တစ်ခုမှပုံနေဘလို့ကိုတာကမြင်သွားခဲ့ပြီးတနတ်နဲ့ပြစ်မဲ့လုံးမှာပဲတာတို့ကလမ်းပေါ်မှာပိတ်ရထားကြောင်းလမ်းသွားလမ်းလာတွေကကားဟုံးကျဲကြီးတီးပြီးတော့အော်ဆဲနေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်အဲ့တော့မှတာလဲဒီနေ့မသိရင်နောက်နေ့သေမှာပဲကွာလို့ဘလို့ကိုချင်းချောက်လိုက်ပြီးတော့လမ်းမဘက်ကိုပြန်သွားလိုက်ပါတယ်ဒီတော့မှဘလို့လဲပုံနေရာထွက်ပြီးတော့အိမ်ကိုပြန်သွားခဲ့ရပါတယ်ဒါပေမဲ့တော့မာကွန်လဲအလုပ်ကနေပြန်လာပြီးတော့သူ့အိမ်ထဲကနေစူညံသချင်းတန်တွေကိုကြားလိုက်ရတဲ့အတွက်ဘန်းရောက်လာပြီးတော့တောင်းချမ်းနေရဖြစ်မယ်လို့တန်းပြီးတော့သဘောပေါက်လိုက်ပါတယ်အိမ်ထဲကတော့မာကွန်လဲဘတ်ဖွင့်ထားတဲ့သချင်းတန်အကျယ်ကြီးကိုပိတ်ချလိုက်ပြီးတော့ဘန်းနဲ့ပြောစရာစကားရှိတယ်လို့ပြောလိုက်ပါတယ်
ဘက်ကသူမအပြင်သွားမှမလို့ပြောတာရှိအမြန်လာလို့ဆိုတာကြောင့်မာကိုလည်းမင်းကောင်ဘာလို့လှုပ်စီနေတာလဲဘတ်ဆိုပြီးစမေးလိုက်ပါတယ်အဲ့ချိန်ဘက်ကတော့သူမအောင်မထိခိုက်လာတွေ့အရာလုံးကသူမနဲ့မဆိုင်ဘူးလို့ပြောပြီးတော့အိမ်ထဲကထွက်သွားပါတော့တယ်မာကိုလည်းနောက်ကနေလိုက်သွားပြီးတော့ဘက်ကိုစကားပြောဖို့ဆွဲခေါ်တဲ့ခါမှာတော့အိမ်ရှိမှာဘက်ကိုကားနဲ့စောင့်နေဆက်ကကားပေါ်ဆင်းလာပြီးတော့မာအကုန်ဆွဲထိုးပါတော့တယ်အဲ့နောက်နှစ်ယောက်သားကားနဲ့မောင်းထွက်သွားတဲ့ခါမှာမာကိုလည်းဘာမှမတတ်နိုင်ပဲနေရာမှာကြံနေခဲ့ရတော့တာပါတပတ်မှလည်းဘလို့တယောက်တန်းရပြီးတော့မိုးချုပ်ကြီးမှအိမ်ကိုပြန်အောင်လာပါတယ်မာကိုလည်းဆက်ထိုးချိတ်သွားတဲ့ဒဏ်ရာတွေကိုကြက်ထုတ်ထိုးရင်းနဲ့နိုင်ကိုမောကြည့်လိုက်ချိန်မှာတော့ချိန်ကည10 နာရီပဲရှိပါသေးတယ်အဲ့လိုနဲ့မကြာခင်မှာည12 နာရီအထိထိုးလာခဲ့ဖြစ်တဲ့အတွက်မာကွန်လည်းဘလိုနဲ့တွေးဖို့ထုံးစံတိုင်းရေခဲတစ်တာတကားကိုဆွဲဖွင့်လိုက်ပါတယ်အဲ့ချိန်ဘလိုဘက်ကနေတကားပိတ်ထားတဲ့အတွက်မာကွန်လည်းအထဲကိုဝင်သွားလိုက်ပြီးတစ်ဖက်ကနေတကားဖွင့်မိဖို့အဆက်မပြတ်အော်ခေါ်နေခဲ့ပါတယ်ဘလိုကတော့သူ့ဘက်ကနေရေခဲတစ်တာတကားကိုတန်ကြိုးတွေနဲ့တော့ခတ်ထားပြီးတော့ရေခဲတစ်တာယူမိရင်းနဲ့ဘီယာတွေတောက်နေခဲ့တာပါအဲ့နောက်ဘလိုကတောင်းမှန်ပါတယ်မာကွန်ငါမင်းကိုပေးခဲ့တဲ့ကလေးလည်းမတီနိုင်တော့တော့ထင်းတယ်လို့ပြောရင်ဒေါသတွေပေါက်ကွဲထွက်လာပါတော့တယ်အဲ့ဒီကအနာဂတ်မှာဘလို့လူတတ်မှုကျိုးလွန်နေဆိုတော့ဖော်ပြထားတယ်2009ခုနှစ်ဩဂတ်စ်လ29ရက်နေ့ပဲဖြစ်နေပြီးတော့ဒီနေရာမှာတပိုင်းကတခန်းရက်သွားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့တင်ဆက်မော့တလောက်ပါပဲနောက်နေ့မှာဘိုင်းဆက်တွေရှိပါအောင်မယ် channel subscribe လုပ်ဘေးနားအခါတော့နှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှာပြန်တွေ့ပါမယ်ခင်ဗျာ